မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကကြက်သားတုပ်ထိုးနဲ့ကြာစံကြော်လုံးလေးပြန်နဲ့မျှဝေပေးထားပါရဲ့ရှင်။နယူးရီရလည်းနီးပြီဆိုတော့တငယ်ချင်းတွေနဲ့အတူလှုပ်ရှားလို့ရအောင်ဖြိုးနဲ့အတူကြည့်ရှုလိုက်စို့နော်။ကြက်သားတုပ်ထိုးလှုပ်ရှားဖို့ပါဝင်ပစ္စည်းလေးတွေကတော့ကြက်သား၊သခွားသီး၊ကြာစံ၊တုပ်ထိုးတံ၊ငုံဥ၊ပဲပြား၊ဘဲဥ၊နနက်ပွင့်နဲ့စော့တို့ကိုလိုအပ်ပါရဲ့ရှင်။ကြက်သားတုပ်ထိုးလှုပ်ရှားဖို့အတွက်ကြက်ရင်မုံသားနဲ့အသေးအမြင့်တို့ကိုဝယ်လာခဲ့ပါရဲ့နော်။ရင်မုံသားနဲ့ကြက်အမြင့်တို့ကိုစားထည့်ပြီးတော့နေပါတယ်ရှင်။ပြီးရင်တော့ကြက်အသေးနဲ့နှလုံးကိုလည်းစားလေးထည့်ပြီးတော့နေပေးပါတယ်။အသေးနဲ့နှလုံးကနူးလွယ်တာဖြစ်လို့တက်တက်ခွဲထားတာပါရှင်။စားနဲ့နေပြီးရင်တော့ရေနဲ့ပြီးသားလေးစေးပေးပါရဲ့နော်ရေစေးပြီးရနဲ့အရသာတွေထည့်ပါမယ်ရှင်ဘဲငံပြားရီအကြည်ရောအနောက်ကိုပါသုံးထားပါရဲ့နော်ပြီးရင်တော့တကြားစုံအပြည့်တစုံစားအနေငယ်နဲ့ကြက်သွန်ဖြူချင်းထောင်းထားတာကိုထည့်နေပေးပါတယ်ရှင်ပြုတ်ရတာနူးလွယ်တဲ့အသေးနဲ့နှလုံးကိုလည်းအရသာတွေထည့်နေပြီး2နာရီကြာနှက်ထားပေးပါရနော်နှက်ထားတဲ့အသားတွေ2နာရီကျော်လောက်ဆိုရင်တော့စပြုတ်ပါမယ်ရှင်ပြုတ်မဲ့အိုးတွေကိုကြက်ရင်မုံနဲ့အမြင့်တွေကိုအရင်ထည့်ပါတယ်ဒုတ်ထိုးလောက်စားမယ်ဆိုရင်မပါမဖြစ်နက်နက်ပွင့်တဲ့တစ်ချပိုးကောက်တို့ကိုလည်းထည့်ပြုတ်ပါရနော်ရေလေးအနည်းငယ်ထည့်ပြီးနူးတဲ့အထီကြက်သားတွေကိုပြုတ်ပေးထားပါရရှင်ချက်အမြင့်တင်လူရင်ထည့်ပြုတ်ဖို့အတွက်ဘဲဥပြုံးနဲ့ငုံတို့ကိုအခွန်ခွာပြီးတော့ပြင်ဆင်ထားပါရဲ့နော်ပဲပြားကိုလည်းထည့်ပြုတ်ဖို့အတွက်ပြင်ဆင်ပါရဲ့ရှင်ပဲပြားကိုတော့အမြောင်းရှည်လေးတွေညှက်ပြီးတော့ပြုတ်ဖို့ဒုတ်ထိုးထားပါရဲ့နော်ကြက်အမြင့်တွေပြုတ်ထားတာနူးလောက်ပြီဆိုရင်တော့ကြက်အသေးနှလုံးတို့ကိုထည့်ပြုတ်ပေးပါရဲ့ရှင်သားတွေအကုန်နူးပြီဆိုမှငုံနဲ့ဘဲဥတို့ကိုထည့်ပြုတ်ပါရနော်နောက်ဆုံးမှာတော့ပဲပြားချောင်းတွေကိုလည်းထည့်ပြုတ်ပါရရှင်အိမ်မှာကိုယ်စိတ်ကြိုက်လေးလှုပ်ရှားတာဖြစ်လို့တန်တန်ရှင်းရှင်းနဲ့ပိုရတာရှိပါရဲ့နော်အိုးထဲမှာအရင်နူးလွယ်တဲ့ကြက်အသေးနှလုံးတို့ကိုစဆဲပါရရှင်ဒီနေ့ဖြိုးလုပ်ပြတဲ့ကြက်တုပ်ထိုးနေရာမှာကြိုက်ရအသားအစားထိုးပြီးတော့လှုပ်ရှားလို့ရပါရဲ့နော်။နယူးရီရလည်းနီးလာပြီဆိုတော့တငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ပြီးတော့လှုပ်ရှားကြည့်ပါအောင်ရှင်။နူးလွယ်တာလေးတွေကိုဆက်ထားပြီးရင်တော့ပဲပြားတွေကိုဆက်ပြုတ်ထားပါရဲ့နော်။ကြက်သားပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဒုတ်ထိုးနဲ့အလိုက်ဖက်ဆုံးတက်တက်လို့ကြာစံကြော်လေးကြော်ပါမယ်ရှင်။ဥနီကိုအခွန်ခွာရေးဆေးပြီးတော့လီထားပါရဲ့နော်။ဥနီပြင်ဆင်ပြီးရင်တော့ကော်ဖီကိုရေးဆေးပြီးတော့လီပါရဲ့ရှင်ကျော်မဲ့ဆန်ကြာဆန်ကိုတော့ရေးစိမ်ထားပါရဲ့နော်ကြာဆန်က10မိနစ်လောက်ရေးစိမ်လိုက်တာနဲ့ပြော့ပါတယ်ရှင်အမြင့်ရှည်ရှည်ကြီးရေမကြိုက်လို့ညှက်ပြီးတော့ကြော်ပါမယ်နော်ကြာဆန်တဲ့ကိုအယောင်လှဖို့အတွက်ပဲငံပြားရေးထည့်ပြီးတော့နှံ့အောင်နေထားပေးပါရဲ့ရှင်ကြာစံပြင်ဆင်ပြီးရနဲ့စကြောပါရယ်နော်။အိုးပူတာနဲ့စီထည့်ပြီးတော့ကြက်သွန်ဖြူထည့်စီတတ်ပါတယ်။ကြက်သွန်ဖြူလေးမှုေးလာရင်တော့အစင်ပြင်ဆင်ထားတဲ့ဥနီကော်ဖီတို့ကိုထည့်ကြောလိုက်ပါရယ်နော်။ရတာအတွက်ကတော့ပဲငံပြားကြီးအနေနဲ့စားနဲ့တကြားတို့ကိုထည့်ကြောပေးထားပါတယ်။ကြော်နေတဲ့အသီးရွက်တွေနွမ်းသွားရင်တော့ကြာစံထည့်ကြော်ပေးပါရရှင်ကြာစံကနူးလွယ်တာဖြစ်လို့ခဏလောက်မှုေးပြီးရနဲ့အိုးချလို့ရပါပြီနော်အိုးချကန်ပြီးမှာတော့တရုတ်နံနံ့မီအနည်းငယ်ကိုထည့်မွေးပါရရှင်
တွဲစားဖို့ကြာစံကြော်လဲရပြီဆိုတော့ဒုတ်ထိုးနဲ့စားဖို့အတွက်ဆော့ဆက်ပါမယ်နော်ချီလီဆော့ကိုထည့်ပါတယ်မကြီးရေဖြော်ထားတာလေးလဲစော်ထဲကိုထည့်ပါတယ်ရှင်ပြီးရင်တော့ကြက်သွန်ဖြူငရုတ်တီနန်းနန်းမင်းတို့ကိုထည့်ပါရနော်ဆော့ရသွားရင်တော့ပြုတ်ထားတဲ့ကြက်သားတွေကိုညှက်ပြီးတော့ဒုတ်ထိုးပါတယ်ရှင်ဒီဒုတ်ထိုးတန်လေးတွေကတော့ရန်တရာဆိုင်ကနေဝယ်လာတာပါကိုစိတ်ကြိုက်ဒုတ်ထိုးတန်လေးနဲ့ထိုးပြီးသွားရင်တော့စားလို့ရပါပြီနော်ဒါဆိုရင်တော့ဆော့အချီလေးနဲ့စားကျင်စပွဲကြက်သားဒုတ်ထိုးပန်းလေးရပါပြီရှင်ဆိုင်မှာရောင်းတဲ့ပုံစံလေးအတိုင်းကြာစံကြော်လေးပါတွဲစားဖို့ပြင်ဆင်ထားပါရဲ့နော်တခါတလေထမင်းမစားချင်ရင်ဖြိုးကူလုပ်ပြတဲ့ကြက်သားဒုတ်ထိုးလေးလှုပ်စားကြည့်ပါရှင်ဆိုင်မှာသွားဝယ်စားရင်ဈေးကြီးပေးဝယ်စားမယ်အစားအခုလိုအိမ်မှာအဝါလှုပ်စားနိုင်ရင်တော့ပိုတန်ပြီးတော့စားကောင်းပါရဲ့နော်ဒီနေ့ဖြိုးတို့ရဲ့ကြက်သားဒုတ်ထိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့တစ်တိုင်းပိုင်ဆိုင်နိုင်ကြပါစေနော်